ဒီလူကသူတောင်းစားရဲ့ပငန်းလုံးတွေကိုတဒေါနာထည့်လိုက်ပါတယ်ဒါပေမဲ့သူတောင်းစားခမရမှာအလွန်အော်တွန်လုတော့ရတယ်ဘာလို့လဲဆိုတော့ဒီတဒေါနာဟာသူ့ကိုမျိုးထဲမှာအချမ်းသာဆုံးလူဖြစ်စေဖို့လုံလောက်နေလို့ပါပဲအလွန်ပြောသွားတဲ့သူတောင်းစားရဲ့တုံ့ပြန်ပုံကိုမြင်တော့ဒီလူကသူတောင်းစားယူသွားပြီလို့ထင်လိုက်တယ်ဒါပေမဲ့သူဘာမှမသိလိုက်တာကတော့ကမ္ဘာစီးပွားရေးဟာအစတသိန်းလောက်တန်ဖိုးကျဆင်းသွားပြီဆိုတာပါပဲအခုဆိုရင်$နဲ့မြို့လေကောင်ကဗီလာတစ်လုံးဝယ်လို့ရနေပြီကန်တက်ထုတ်လုပ်ထားတဲ့ဇင်ကန်ကားတစ်စီးဟာ$လောက်ပဲကုန်ကြတော့တယ်ဒါပေမဲ့ဒီလူရဲ့စုဆောင်ထားတဲ့$တစ်သိန်းကတော့ဘာမှအထိခိုက်မရှိကျန်ရှိနေသေးတယ်ဒီပမာဏကြောင့်သူဟာညအတွင်းချင်းကမ္ဘာပေါ်မှာအချမ်းသာဆုံးလူဖြစ်သွားခဲ့ပါပြီဒါပေမဲ့ဒီလူကဘာတွေဖြစ်နေမှလုံးဝမသိသေးပါဘူးအဲ့ဒီနေ့မှာအစားတောက်လိုက်ဖို့ရင်လမ်းပေါ်မှာအမျိုးသမီးတယောက်မေလဲကြနေတာကိုသူတွေ့လိုက်ရတယ်ဒါပေမဲ့ဘသူကမှသူမကိုကူညီရဲပုံမပေါ်ဘူးဒါကြောင့်အဲ့ဒီလူကရှေ့ကိုထွက်ပြီးအသက်ကယ်စီပီယာပေးလိုက်တယ်အမျိုးသမီးတတိပြန်ရလာတော့ကျေးဇူးတင်တဲ့အနေနဲ့သူ့ကို$ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီလူကတော့သူ့ကိုစော်ကားတယ်လို့ထင်လိုက်တာပေါ့ဒါကြောင့်ဒီပိုက်ဆံနဲ့တကြားအောင်တစ်ချောင်းတွားဝယ်စားလိုက်ဖို့ပြောလိုက်တယ်ဒီစကားကြောင့်အမျိုးသမီးခမည်းမှာရှုပ်ထွေးသွားရတယ်ဘာလို့လဲဆိုတော့အဲ့ဒီ$နဲ့အိမ်တစ်လုံးဝယ်လို့ရနေတာကိုအဲ့ဒီချိန်မှာအဲ့ဒီလူကအိမ်ကိုဘတ်စကားနဲ့တန်ကိုလုံနေတယ်ဒါပေမဲ့အကျွေးစေးကဲဖို့လိုလိုက်တာနဲ့ရင်မောင်းကသူ့ကိုတားလိုက်တယ်ရင်မောင်းကသူ့ကိုကားစီးချင်တာလားဒါမှမဟုတ်ကားကိုဝယ်ချင်တာလားလို့မေးလိုက်တယ်ခရီးတွေကလည်းသူမန်တက်ပြီးကြွယ်ဝမှုကိုထုတ်ပြန်နေတယ်လို့ထင်ကြတယ်ဒီလူကတော့$ဟာဘာများထူးခြားနေလို့လဲဆိုတာနားမလည်ခဲ့ဘူးဒါပေမဲ့ခရီးတွေကသူ့ရဲ့မန်မနာကြီးတဲ့သဘောထားကိုမခံနိုင်ကြဘူးရင်မောင်းကပါသူ့ကိုဘတ်စကားပေါ်ကဆင်းပြီးပိုက်ဆံရှိတာကိုထုတ်ကြွားတဲ့တထေးတွေကိုမုန်းတယ်လို့ပြောလိုက်တယ်ဒီလူဟာလုံးဝကိုရှုပ်ထွေးသွားပြီးငွေထုတ်ဖို့အတွက်ဘဏ်ကိုလိုင်းလျှောက်သွားခဲ့ရတယ်ဒါပေမဲ့$ထပ်ကျော်လွန်တဲ့ငွေကြီးလွှဲပြောင်းမှုမှန်သမျှကိုကောင်တာမှာဆောင်ရွက်ရမယ်ဆိုတာသူသိလိုက်ရတယ်ဒီလူက ATM ဆက်ပြတ်နေတယ်လို့ထင်လိုက်တယ်သူ့ဘဏ်ခန်းမှာလည်းကိုဝင်လိုက်တဲ့အခါသူ့ပတ်စံအိတ်ထဲက$800တဲ့ငွေစက်ကူတစ်ရွက်ဟာကျန်းပင်ပေါ်ကိုမတော်တဆပြုတ်သွားခဲ့တယ်အဲ့ဒါကိုမြင်လိုက်ရတဲ့ဘဏ်မန်နေဂျာခမမှာချက်ချင်းတုန်လွတ်သွားရတယ်သူမဟာအဲ့ဒီလောက်ကြီးမားခဲ့တဲ့ငွေစက်ကူကိုတစ်သက်နဲ့တကူလိုက်တဲ့မမြင်ဘူးခဲ့ဘူးလေအဲ့ဒီလူက$3နဲ့ထုတ်ချင်တယ်ဆိုတာကိုသိလိုက်ရတဲ့အခါသူမကလုံခြုံရေးတွေကိုအဲ့ဒီနေရာကိုပိတ်ဆို့ခိုင်းလိုက်တယ်ဘန်ဥက္ကဋ္ဌပူတိုင်းတောင်သူ့ကိုကူညီဖို့ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့ရတယ်ဒီလူကတော့ဘာမှမသိအောင်လုံးဝကိုအန်အော်မင်တာနေခဲ့ရတာပေါ့နောက်ပိုင်းမှာသူတငယ်ချင်းတွေနဲ့တွေ့ဖို့ဟိုတယ်တခုကိုသွားခဲ့တယ်ဒါပေမဲ့မီနူထက်ကဈေးနှုန်းတွေကိုမြင်လိုက်ရတော့သူတုံ့လောက်သွားရပြန်တယ်ကနန်းမွေးကမတလုံးကသစင်းကကုန်ကြတယ်ကင်းကနန်ဆိုရင်လည်း2စင်းလောက်ပဲလို့တယ်ဒီလူကမီနူမှာအမားပါနေတယ်လို့ထင်လိုက်တယ်ဒါပေမဲ့သူ့တငယ်ချင်းကတော့ဒီလူကဈေးကြီးတယ်လို့ညှိညူနေရလို့ထင်တာဒါကြောင့်သူက$ထုပြီးဒီဘေအားလုံးကိုသူပဲရှင်းလိုက်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူဆိုးတစုရုတ်တရက်အသေးကိုပြေးဝင်လာခဲ့တယ်သူတို့ကသူ့တငယ်ချင်းစီကအကျွေးလာတောင်းတာပါသူ့တငယ်ချင်းကချက်ချင်းကလတ်ထိုင်မှာလဲချပြီးတေးရောင်ဆောင်လိုက်တယ်ဒါပေမဲ့လူဆိုးတွေကလှည့်စားလို့မရခဲ့ဘူးသူတို့တွေကတယောက်ကသူ့လက်ကိုဆွဲပြီးခုတ်ဖို့ကြိုးစားလိုက်တယ်အဲ့ဒီလူကချက်ချင်းဝယ်ထားပြီး